မင်းကပြတ်သွားပြီကွာရေးကြည့်တဲ့ချိန်ရောက်မှဒလိုင်းကလည်းနီးနေပြီကွာလက်တော့ကလည်းအားမရှိတော့မတော့မှမသိတော့ကွာဘာလို့ဘူးနဲ့နော်ဒီလိုအချင်းလေးတော့အကောင်းဆုံးဖြစ်ရှင်းနိုင်မှုအတွက် S4 က laptop power bank လေးကိုဆောင်ထားလိုက်နော် total promotion အနေနဲ့ 25% off discount ကိုလည်း14ရက်12လ2025ထိပေးရထားသေးတယ်ဒါဆိုကျွန်တော်ဘယ်မှာသွားဝယ်ရမှာလဲ power shop မှာရတယ်လေ ကောင်းရှော့ပဲသားမှာလဲဆိုင်ဝက်တစ်ကတော့အမှတ်4 3နှစ်တိမ်ယူလန်တိမ်စင်းမှတ်တိုင်စစ်စင်ချင်းမင်္ဂလာတောင်ကြီးမြို့နယ်မှာရှိဆိုင်ဝက်နှစ်ကတော့အမှတ်3ခုကိုမဟာဗန္ဓုလလန်ပန်းရမှတ်တိုင်စစ်စင်ချင်းကြောက်ရထားမြို့နယ်မှာရှိဒါဆိုကျွန်တော်ခုပဲသွားဝယ်နေတော့မဗျာမန်စီမာလီ S4 နေပြီးတော့ promotion ချတာလက်တော့ပါပါလေးရှိလားဗျာဟုတ်ရှိရရှင်ဒီဘက်လေးမှာပါဟုတ်ကိုဒါလေးကတော့အကိုပြော promotion ချတာ S4 က laptop ပါပဲနေပေါ့သူကကျတော့ဝက်က100ဝက်ထိ support ပေးတယ်ကို promotion ရတယ် 25% ချတာဆိုမူရင်းစေ359,900နေပြီးတော့319,600နေရမှာကိုအမခံလေး6လတော့ပေးရတယ်အဲ့ဆိုရင်ကျွန်တော်ဒီကောင်လေးပဲယူလိုက်တော့မယ်ဗျာနော်တင်ပါတယ်ခုမှကာဘာရှော့က S4 laptop ပါမှလည်းတွေ့တော့မှာပဲ series လောက်ကောင်းလုံးနေတော့လေကွာကာဘာရှော့စုံစုံလင်းလင်းဖော်ဖော်ယူ